မိုးကောင်းကင်ကိုဖျက်တမ်းပြီးရွေ့လျားနေတဲ့အမီးဆက်လေးတစ်ဆက်အဲ့ဒါတာမန်ငတ်တကောင်မဟုတ်ပါဘူးအဲ့ဒါကမိုးကောင်းကင်ရဲ့ထိတ်တန်းသက်သမားတစ်ကောင်ဖြစ်ပြီးတင်းငယ်မှအလဲလက်အရွယ်စားရှိတဲ့ငှက်တွေကိုအဓိကလိုက်လံဖမ်းဆီးတတ်တဲ့တပ်တော်တစ်မျိုးပါအထူးသဖြင့်တင်မင်းငုံချိုးမှုကြောင့်ကဘာတဝန်းလုံးမှာနာမည်ကြီးပါတယ်ပေါက်ကျင်ဒါမှမဟုတ်ဘဲတစ်ကောင်ကိုမျက်စိတက်မိသွားတဲ့အချိန်မှာတောင်ပန်တွေကိုခောက်ပြီးကိုခန္ဓာကိုမျက်ရည်ပုံစံလိုလေဓာတ်အားအနည်းဆုံးဖြစ်အောင်ပြုလုပ်ပါတယ်အဲ့ဒီနောက်အမြင့်ထောင်ပေါင်းများစွာကနေမျက်နှာမကျပဲတန်းတန်းနီးပါးအောက်ကိုငိုချိုးဆင်းလာပါတယ်ဒီတိုက်ခိုက်မှုအတွင်းအမြန်နှုန်းဟာလျှက်စီးထက်တောင်မြန်နိုင်ပြီးအများဆုံးတနာရီကိုမိုင်240နဲ့အထိရောက်နိုင်ပါတယ်။ဒါကြောင့်ကမ္ဘာပေါ်မှာအမြန်ဆုံးအသက်ရှိသတ္တဝါဖြစ်သတ်မှတ်ခံထားရပါတယ်။ဒီလောက်ပြင်းထန်တဲ့ဖိအားတွေကိုဘယ်လိုခံနိုင်ရတာလဲ။အကြောင်းရင်းကရိုးရှင်းပါတယ်။ဒီငှက်ကိုယ်တိုင်ကိုအထူးပုံစံနဲ့တိစောက်ထားတာကြောင့်ပါ။နှာခေါင်းရိုးတွေဟာခေါင်းတုံးပုံစံဖြစ်ပြီးအမြန်လေးစီးဆင်းမှုကိုလမ်းကြောင်းပြောင်းပေးကအဆုတ်ကိုကာကွယ်ပေးပါတယ်။ဒါအပြင်မျက်လုံးမှာဖောက်ထွင်းမြင်ရတဲ့တတိယမြောက်မျက်ခွန်တစ်ခုရှိပြီးငုံချိုးချိန်လဲမှာမျက်မှန်လိုရှော့ဆင်းလာကမျက်လုံးကိုကာကွယ်ပေးပါတယ်။သက်ဆုံးမှုကလက်သေးနဲ့မဟုတ်ပါဘူး။ဒီငှက်ဟာတစ်ချက်တည်းနဲ့အတိအကျထိုးနှက်ပြီးတိုက်ပွဲကိုအဆုံးသတ်ပါတယ်။ထိမိမိအချိန်မတိုင်ခင်ခြေထောက်ကျန်းခိုင်တဲ့ကြွက်သားတွေကိုဆန့်ထုတ်ပြီးအယိုးတောင်ချိုးပြတ်နိုင်လောက်အောင်ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ချက်ကိုပေးပါတယ်။ထို့နောက်မိုးကောင်းကင်အလဲမှာကိုခန္ဓာကိုလန့်ပြီးအောက်ကိုပြိုကျနေတဲ့အမြုပ်သားကိုတေးစားတစ်ခုလိုလွယ်လင့်တကူဖမ်းယူလိုက်ပါတယ်။အဲ့ဒါပဲဖြစ်ပါတယ်ဘရီဂရီယန်ဖေကွန်တဘာဝရဲ့အမြန်ဆုံးသက်သမားမိုးကောင်းကင်အောက်မှာမငင်းနိုင်တဲ့ဘရင်တစ်ပါးပါ။